မိမဘာဖြစ်လို့လောက်တော့ ကျင်းနေလို့ မကျေနပ်လို့ဘာလို့မကျေနပ်တာလဲ မရနေအောင်ဆိုလို့မကျင်းရတာ ရန်ညိုးရှိလား ရန်ရောရှိပါဘူး ဒီတိုင်းလောက်ပလိုက်တာခလေးနှုံးမဆိုးဘူးလုံနာရှင်ဒါပဲနို့တစ်ဖက်တင်းနေတယ်နေလောက်တာလားကဲသူဖြစ်တာလားလဲလို့မရအောင်နော်ခလေးကိုပညာစင်အစစ်တက်ချင်လို့တယ်ခလေးကိုနှုံးမဆိုးအောင်လုပ်ထားတာလေငါတို့စစ်ထားတာဟုတ်လားမဟုတ်လား ဟုတ်ပါတယ် အဲ့ဒါနင်းလားအခြားတစ်ယောက်လား ကြာတရားဝင် အဲ့ဒါသူ့လှုပ်ထားတော့2ယောက်ပေါ့ ဟုတ်ပါဘူး 2ယောက်လားအေးနောက်ကထပ်လုံးမလားလုံးမလားအိမ်တော်ရဲ့ပြဿနာရှိလားနင်တို့